အားလုံးပဲမင်္ဂလာပါရှင်။လေးဟိရန်ကုန် Construction and Decoration Company ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီမှာလေးဒီနေ့မိတ်ဆက်ပေးမဲ့အိမ်လေးကတော့ရန်ကုန်တိုင်းဒေသကြီးလိုင်သာယာမြို့နယ်တင်မြင့်ဆောင်30ရပ်ကွက်ပေါ့နော်။ဗတော့9လမ်းထဲမှာတည်ရှိတဲ့ RC တစ်ထပ်ခွဲအဆောက်အဦလေးနဲ့ပဲဖြစ်ပါတယ်ရှင်။ဒီအဆောက်အဦလေးဟာဆိုလို့ရှိရင်အင်ရှင်ရဲ့ကိုနဲ့အမရဲ့စိတ်တိုင်းကြပေါ့နော်။ခြံစည်းရိုးလေးပါအပြီးစီးအနံထားတဲ့အိမ်လေးပဲဖြစ်ပါတယ်။ဒီအိမ်လေးတွေမှာဗာလေးပေါဝင်မလဲဆိုတာညီမလေးနဲ့တူတစ်ချက်လောက်လိုက်ကြည့်လိုက်ရအောင်နော်။ဒီအိမ်လေးရဆိုလို့ရှိရင်အင်ရှင်လေးရဲ့စိတ်တိုင်းကြပေါ့နော်ခြံစည်းရိုးလေးပါပြီးစီးရနိုင်တာအိမ်လေးဖြစ်ပါတယ်ညီမလေးတို့ဒီမှာဒါက safety အတွက်ကိုညီမလေးတို့ခြံစည်းရိုးလေးပါဝင်ပါရဲ့ရှင်ညီမလေးတို့ခြံထဲကိုဝင်လိုက်ပြီဆိုတာနဲ့ညီမလေးတို့ကဒီမှာဒါကလည်းအင်ရှင်လေးရဲ့စိတ်တိုင်းကြပေါ့နော် flower ပလေးလည်းညီမလေးတို့ကစီစဉ်ပေးထားသေးပါတယ်ပြီးတော့ညီမတို့ဒီအရှင်းမျက်နှာစာကိုဆိုလို့ရှိရင်လည်းရွှေလာငွေလာလေးညီမတို့ကခတ်ပေးထားပါတယ်ပေါ့နော်အိမ်လေးအတွက်ကိုညီမလေးတို့ဝင်ပြီဆိုလို့ရှိရင်လည်း safety ဖြစ်အောင်လို့ safety တမန်တကားလေးလည်းညီမလေးတို့သက်ဆင်ပေးထားပါရဲ့ရှင်အဲ့ဆိုအိမ်လေးတော့တစ်ချက်လောက်ဝင်ကြည့်လိုက်ရအောင်နော်ညီမလေးတို့အိမ်ထဲကိုဝင်မယ်ဆိုလို့ရှိရင်ဒီခန်းတကားလေးကိုညီမလေးတို့ကအိမ်မကြီးတကားကို4 ပေ 9 ပေအကျယ်ဝန်းရှိတဲ့ရင်ခွဲတကားလေးတက်ဆင်ပေးထားပါရဲ့ရှင်ညီမလေးတို့ဒီနေရာပေါ့နော်မိုးရေထိမဲ့နေရာလေးဆိုညီမလေးတို့ eco rule လေးကိုတက်ဆင်ပေးထားပါသေးရဲ့ရှင်ဒါလေးကတော့အေကန်လေးပဲဖြစ်ပါတယ်ဒီအေကန်လေးကဗဒင်းမောက်တကားလေးอ่ะဆိုလို့ရှိရင်3 ပေ 4 ပေကျယ်ဝန်းရှိတဲ့တကားလေးပဲဖြစ်ပါတယ်ဒီအေကန်မကြီးရဲ့နည်းနည်းချက်ဒီဇိုင်းလေးကလည်းအရှင်လေးစိတ်တိုင်းကြဖန်တီးပုံဖော်ပေးထားတာဖြစ်ပါရဲ့ရှင်ဒီမလေးနဲ့ခန်းလေးကိုတစ်ချက်လောက်လိုက်ကြည့်အောင်နော်ဒါလေးကတော့အိမ်ထဲမှာပါဝင်တဲ့ပထမဦးဆုံးအခန်းလေးပဲဖြစ်ပါရဲ့ပေါ့နော်ဒီအခန်းလေးတွေရဲ့တကားဆိုင်လေးကိုတော့အင်ရှင်ကိုရီမတွေရဲ့စိတ်တိုင်းကြလေးတွေပတ်လဲအကျဉ်းဝရှိရဲ့ဒီပရိမောက်တကားလေးနဲ့ပြန်လဲပြီးတော့တက်ဆင်ပေးထားပါတယ်ဒီတကားပရိမောက်တကားလေးကိုဆိုလဲညီမလေးက safety ဖြစ်အောင်လို့တန်မန်လေးတွေပါတက်ဆင်ပေးထားပါရဲ့ရှင်ဒီအခန်းထဲကမျက်နှာချက်ဆိုရင်လည်းဒါအင်ရှင်ရဲ့စိတ်တိုင်းကြပေါ့နော်ရိုးရိုးရှင်းရှင်းလေးပဲညီမလေးတို့ဖန်တီးပုံပေါ်ပေးထားပါတယ်ညီမလေးတို့ကအိမ်တိုင်လုံးကိုဆိုလို့ရှိရင်လည်းဒီလိုကြွေပြားရည်တီခင်းချင်းပေးထားပါသေးရဲ့ရှင်ဒါကတော့အိမ်ထဲမှာရှိတဲ့ဒုတိယအခန်းလေးပဲဖြစ်ပါတယ်ဒီခန်းလေးရဲ့ဒီပရိမောက်တကားဆိုင်ရဆိုလဲ4 ပေပတ်လည်းအကျယ်ဝန်းရှိတဲ့တကားပေါက်လေးပဲဖြစ်ပါတယ်ဒါလေးကတော့မျက်နှာချက်ကလေးပေါ့နော်အရှင်စိတ်တိုင်းကြရိုးရိုးရှင်းရှင်းလေးပဲဖန်တီးပုံပေါ်ပေးထားပါတယ်ဒါလေးကတော့အရှင်မရဲ့စိတ်တိုင်းကြမိဖို့ခန်းလေးပဲဖြစ်ပါရဲ့ပေါ့နော်ဒီဘို့ကြောင့်ညီမလေးတို့ကဒီမိဖို့ခုံဆိုလို့ရှိရင်လည်းကြွေပြားပြေခတ်ပေးထားပါတယ်ဒီမိဖို့နေအောင်ဆိုလို့ရှိရင်ညီမလေးတို့ကစီမစင်အောင်လို့2 ပေမြင့်ထိကိုကြွေပြားလေးခတ်ပေးထားပါတယ်ဒီညီမလေးတို့မိဖို့တကားအောင်မှာဆိုလို့ရှိရင်ညီမလေးတို့ကဒီပရိမောက်တကားလေးလည်းတက်ဆင်ပေးထားပါတယ်ဒါလေးကတော့အောက်ထပ်မှာရှိရဲ့ရေချိုးကန်းတိတက်လေးပဲဖြစ်ပါတယ်ရေချိုးကန်းထဲမှာဆိုလို့ရှိရင်ညီမလေးတို့ကမှန်လို့ဘေးစီလို့ဒီရှာဝါလေးလည်းပါပါတယ်ဒါလေးကတော့အိမ်နာကန်လေးပဲဖြစ်ပါတယ်အိမ်နာကန်လေးထဲမှာဆိုရင်ဘူတိုင်းလေးကိုတက်ဆင်ပေးထားပါတယ်ဒါကတော့အနောက်ကိုထွက်တဲ့တကားမလေးပဲဖြစ်ပါတယ်သူ့တကားကိုဆိုလို့ရှိရင်ညီမလေးတို့က2 ပေခွဲ6 ပေကျယ်ဝန်းရှိတဲ့တကားလေးကျွန်းတကားလေးကိုတက်ဆင်ပေးထားပါတယ်ဒီတက်မန်းလေးတွေကတော့အိမ်အတွက် safety ဖြစ်အောင်လို့တက်ဆင်ပေးထားပါတော့နော်အဲ့ဆိုညီမလေးနဲ့တူတော့ဘော်တက်ကိုတစ်ချက်လောက်လိုက်ကြည့်အောင်နော်ဒါလေးရဆိုလို့ရှိရင်ညီမလေးတို့ကဘော်တက်ကိုတက်တဲ့လေကားလေးပဲဖြစ်ပါတယ်လေကားကိုဆိုရင်ညီမလေးတို့ကကြွေပြားပြည့်ခင်းချင်းပေးထားပါတယ်လေကားလက်ရန်လေးကိုဆိုရင်ညီမလေးတို့ကဟော်လိုလေးနဲ့လှဆင်ပေးထားဖြစ်ပါတယ်ဒီလေကားလက်ရန်လေးဟော်လိုဆိုရင်ညီမလေးတို့ကဒီအမဲချောက်လေးတုပ်ဆင်ပြီးတော့အလှဆင်ပေးထားဖြစ်ပါရဲ့ရှင်
လေကားလေးကနေတက်လိုက်ပြီဆိုတာနဲ့ရုံဆုံးတွေ့မြင်ရမှာတော့ဖျားကန်လေးပဲဖြစ်ပါတယ်ဒီကြည်ညိုစရာကောင်းတဲ့ဖျားကန်လို့တွေ့မြင်ရမှာဖြစ်ပါတယ်ဖျားကန်လေးရဲ့ဒီပုံတော်ဆိုနေတာအရှင်ရဲ့စိတ်တိုင်းကြပူဖော်ဖန်တီးပေးထားတာဖြစ်ပါတယ်ဒီဟာလေးကတော့ဖျားကန်ရဲ့မျက်နှာချက်ဒီဇိုင်းလှလေးဖြစ်ပါရဲ့ရှင်ဒါလေးကတော့လေကား6လမ်းလေးဖြစ်ပါတယ်ဒီမှာလေကားကိုခွေးလိုက်ပြီဆိုတာနဲ့ပထမဆုံးတွေ့ရမယ့်အခန်းလေးဖြစ်ပါတယ်မျက်နှာချက်ဒီဇိုင်းလေးပဲဖြစ်ပါရဲ့ရှင်နောက်တစ်ခါတော့ကြည့်လိုက်ရအောင်နော်မလေးတို့ကဒီခန်းကတော့ master room ခန်းပေါ့နော်ပေါ်ဆုံးထဲမှာရှိရ master room ခန်းမှာဒီခန်းထဲမှာဆိုလို့ချင်းနော်ဒီမောက်ကိုနှစ်ဖက်တက်ဆင်ပေးထားပါတယ်ဒါလေးကတော့ဘော်ဒက်ခန်းထဲမှာရှိရရေချိုးခန်းအင်နာတွဲလေးရဲ့အခန်းလေးပဲဖြစ်ပါရဲ့ရှင်ဒီခန်းလေးထဲမှာဆိုလို့ချင်းလည်းဘေစီလို့ရှာဝါတို့မှန်တို့ကုန်ပါပါတယ်အားဆိုညီမလေးနဲ့အတူတူအရှိဗရန်ဒါကိုတစ်ချက်လောက်ထပ်ကြည့်ရအောင်နော်မလေးတို့ကဒီပြင်ပဗရန်ဒါကိုထပ်ဖို့ဆိုရင်လည်း safety အတွက်တမန်လေးတက်ဆင်ပေးထားပါသေးရဲ့ဒီအရှိကိုဝရဏဘက်ကိုထွက်တဲ့တကားလေးရဲ့အကျယ်ကလည်း2ပေခွဲ6ပေအကျယ်ဝန်းကျင်တကားလေးပဲဖြစ်ပါတယ်ဒါလေးကတော့အင်ရှင်လေးရဲ့စိတ်တိုင်းကြဒီအပြင်ဘက်မှာဘေးစင်းလေးတစ်လုံးကညီမလေးတို့တက်ဆင်ပေးထားပါသေးရဲ့ရှင်ဒါလေးကတော့ဝရန်ဒါလေးပဲဖြစ်ပါတယ်ညီမလေးတို့ကဝရန်ဒါမှာဆိုလို့ရှိရင်လည်းဂိမ်းမီးတိုင်းအလှလေးပဲတက်ဆင်ပေးထားပါသေးရဲ့ဒါလေးကတော့ကြောင်လေးလေးကားလေးပဲဖြစ်ပါတယ်ကြောင်လေးလေးကားလေးနဲ့အတူတူပေါ်ဆုံးထက်ကိုတစ်ချက်လောက်တက်ကြည့်ရအောင်နော်ဒါလေးကတော့ပေါ်ဆုံးတက်ဝရန်ဒါလေးပဲဖြစ်ပါတယ်ပေါ်ဆုံးတက်ဝရန်ဒါလေးကိုဆိုလည်းညီမလေးတို့ကအုတ်တဝက်တမန်တဝက်နဲ့လှဆင်ပုံပေါ်ဖန်တီးပေးထားပါတယ်ဒါလေးကတော့အိမ်ထဲမှာပါဝင်တဲ့ဒီ1500လီတာဖိုက်ဘာတက်လေးပဲဖြစ်ပါတယ်ဒီပေါ်ဆုံးဝရန်ဒါကနေကြည့်မယ်ဆိုရင်လှပတဲ့ရှုခင်းလေးတို့တွေ့မြင်ရမှာဖြစ်ပါရဲ့ရှင်ဒီမှာလေးခုမိတ်ဆက်ပေးခဲ့တဲ့အိမ်လေးကတော့ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်တက်မြင့်ဆောင်10ရပ်ကွက်ဗတောက်9လမ်းနဲ့မှာတည်ရှိတဲ့1935ပေအကျယ်ဝန်းရှိအာစီတစ်ထပ်ခွဲအဆောက်အဦလေးပဲဖြစ်ပါတယ်ဒီလိုအဆောက်အဦမျိုးလေးတွေကိုအရှင်ရဲ့စိတ်တိုင်းကြတိဆောက်ဆင်နေဆိုလို့ရှိရင်ဒီမှာလေးတို့လင်းရန်ကုန် construction decoration ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပြရသေးရှင်ဒီမှာလေးတို့ကုမ္ပဏီရဲ့လိပ်စာလေးကတော့ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ပေါက်တော်ဝမုဒိတာအိမ်ယာ 2A664 9လွှာမှာရှိတဲ့ရုံးခန်းကိုလူကိုယ်တိုင်လာရောက်ပြီးတော့တော်၎င်းဒီ Viber ဖုန်းနံပါတ်တွေဖြစ်တဲ့ပေါ့နော်399450 98652 399956 99663 399829991699တို့လည်း Viber ကနေမြင်းမြန်းစုံစမ်းလို့ရပါတယ်ဒီမှာတို့ကုမ္ပဏီရဲ့ page ဖြစ်တဲ့ link ဆိုတဲ့ page မှာလည်းကုမ္ပဏီ page မှာလည်းလာရောက်ပြီးတော့မြင်းမြန်းလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်